Hello, guten Tag. ဒီနေ့ကတော့ Usborn ရဲ့စာမျက်နှာ20နဲ့27ကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီနေ့မှာဆိုလို့ရှိရင်တော့ဒီမှာဆိုရင်ခေါင်းစဉ်လေးက What do you like eating ပေါ့နော်ကိုကြိုက်တဲ့အစားအသောက်တွေကိုနော်ဘယ်လိုမျိုးကိုကဒီအစားအသောက်လေးကိုကြိုက်ပါတယ်အဲ့ဒါမျိုးကိုမကြိုက်ဘူးကြိုက်တယ်အဲ့ဒါမျိုးတွေကိုချာမှန်လို့ဘယ်လိုပြောမလဲဆိုတာကိုသိသွားမှာဖြစ်တယ်ပြီးတော့ဒီမှာဆိုရင်ဒီပေါ့စားစရာတွေနဲ့ပတ်သက်တယ်ပေါ့နော်အစားအသောက်နာမည်တွေလည်းအကုန်တော်တော်များများကိုသိသွားမှာဖြစ်ပါတယ်အဲ့တော့ဒီဘက်ကပုံလေးတွေနဲ့ပေါ့နော်တွဲမဖတ်ခင်စာလုံးသီးသန့်လေးလေ့လာကြည့်ရအောင်ဆိုတော့ new words ထဲမှာဆိုရင်ပထမတစ်ခုက max do ဒါကကျတော့စလုံးကြီးပဲမဟုတ်ဘူးပေါ့နော်သူကအတွဲလေးနဲ့စာကြောင်းပုံစံလေးပေါ့ဒီစာအုပ်ကအဲ့လိုမျိုးမှတ်တဲ့ပုံစံပေါ့နော် max do ဆိုတာကအဲ့မှာဆိုရင်အနောက်မှာဆိုရင်ကိုပစ္စည်းတစ်ခုခုထည့်ရမယ်ဒါအစားအသောက်မှမဟုတ်ဘူးဒီပစ္စည်းကိုကြိုက်တာဆိုလို့ရှိရင်လည်းပစ္စည်းထည့်လိုက်လို့ရတယ်အဲ့တော့ max do အဲ့မှာဆိုလို့ရှိရင် salad နင်အတုပ်ကြိုက်လား salad ကြိုက်လားပေါ့အဲ့ဒီအလယ်မှာအဲ့ဒီ dot နေရာမှာ object လေးထည့်ရမှာဖြစ်တယ်နင်ဒါကိုကြိုက်တာအဲ့တော့ maxed ဆိုတာကဒါက do ပုံစံနဲ့ conjugate လုပ်ထားတာ verb ရဲ့ base form ပေါ့နော်အဲ့ဒီဟာကကြတော့ဒါဆိုရင်ဒါကမျိုးခံဖြစ်တယ်ပေါ့နော်မျိုးခံဒီအပေါ်မှာ o အပေါ်မှာဆိုလို့ရှိရင်ဥမလောက်လေးရှိတယ်အဲ့တော့အကယ်၍ကိုကယဉ်ကျေးတဲ့ပုံစံနဲ့ပေါ့နော်ဆိုင်ရဒီပေါ့စပွဲတိုးကနေမေးလိုက်မယ်လာစားတဲ့လူကဘာစားရမလဲမသိတော့ညွှန်းပေးပါလားဆိုလို့ရှိရင်ကိုကပြောလို့ရှိရင် do နဲ့မသုံးသင့်ဘူးဘယ်လိုသုံးမလဲမျိုးခံစီပြီးတော့မှပစ္စည်းလေးနဲ့ထည့်ပေါ့နော်အစားအသောက်လေးထည့်ပေးရမယ်အဲ့ဒါအင်္ဂလိပ်လိုဆိုရင်နင်ကြိုက်လားပေါ့နော် do you like ဆိုပြီးတော့ကိုကကြိုက်တယ်ကိုဘာစားရတာကြိုက်တယ်ဆိုလို့ရှိရင် ich mag အနောက်မှာစားစရာလေးထည့်ပြောမယ်ပေါ့နော်ဒါမှမဟုတ်ပစ္စည်းဆိုလည်းရပါတယ်နောက်တစ်ခုကိုကအဲ့ဒါကိုမကြိုက်ဘူးဆိုလို့ရှိရင် ich mag အဲ့ဒီအစားအသောက်လေးထည့်မယ် nicht နော် ich mag Salat nicht နောက်တစ်ခု gar nicht ဆိုတာမကြိုက်တာကိုမှလုံးဝ degree ပို့သွားတာလုံးဝကိုမကြိုက်ဘူး gar nicht not at all ပေါ့နော်နောက်တစ်ခုကကျတော့ sehr gern လုံးဝကိုကြိုက်တယ်အရမ်းကြိုက်တယ်ပေါ့အခု lieber နဲ့ am liebsten ကကျတော့အင်္ဂလိပ်လိုဆိုရင် lieber ကကျတော့ better am liebsten ကကျတော့ best ပေါ့ဒီမှာဆိုရင်ဒီဟာကဒီဘယ်လိုပြောမလဲအင်္ဂလိပ်မှာဆိုရင်ဒီမှာဆိုရင် lieber ဆိုရင် comparative ပေါ့နော်ဒုတိယ degree ဒီဟာထက်ဒီဟာကိုကြိုက်တယ် am liebsten ဆိုတော့ဒီ superlative ဆိုတော့ဗာလဲအရန်အကြိုက်ဆုံးပဲပေါ့အဲ့ဒီမှာဆိုရင်ချားမန်းစာမှာဆိုလို့ရှိရင်အဲ့လိုမျိုးအကြိုက်ဆုံးဘာဆုံးညာဆုံးဆိုလို့ရှိရင်အဲ့ဒီ adjective တွေရဲ့အရှေ့မှာ am ပါတယ်အဲ့ဒီဒီဟာကဒီဟာထက်ပိုကြိုက်တယ်เนาะဒုတိယ degree ဆိုလို့ရှိရင် al လေးနဲ့ဆုံးတယ်တတိယ degree အကြိုက်ဆုံးနေပါတယ်ဆိုလို့ရှိရင် am ပါတယ်အင်္ဂလိပ်မှာ the ပါတယ်လို့ပဲပေါ့เนาะ am ပြီးတော့ liebsten ဆိုရင် an လေးတွေနဲ့ဆုံးတတ်ပါတယ်ဒါဆိုရင် lieber ကကြတော့ better am liebsten ကကြတော့ best ပေါ့နောက်တစ်ခု der Salat der Salat ဆိုတာကအရွက်တုပ်အတုပ်ကိုပြောတာပေါ့เนาะနောက်တစ်ခု der fish เนาะ fish ကကြတော့ငါပေါ့เนาะဒီမှာဆိုရင်အင်္ဂလိပ်လိုစလုံးပေါင်းလေးမှားသွားမယ်ပေါ့เนาะဂျာမန်မှာကျတော့ c လေးပါပါတယ်နောက်တစ်ခု deep pommes deep pommes ဆိုတာကကြတော့အာလူးချောင်းကျော်ပေါ့เนาะအာလူးချောင်းကျော်ဖြစ်ပါတယ်နောက်တစ်ခုကကြတော့ der Kuchen เนาะ der Kuchen အဲ့ဒါကကိတ်မုတ်ကိုပြောတာဖြစ်တယ်နောက်တစ်ခု die Würstchen die Würstchen ကကြတော့ကြက်ဥချောင်းပေါ့เนาะဒီမှာဆိုလို့ရှိရင်တတိထားမှာအနောက်မှာဆိုရင်ရှမ်းလေးပါတယ်ဆိုကြတဲ့ကသူကကြက်ဥချောင်းကပုံမှန်လို size အကြီးတွေမဟုတ်ဘူးအသေးလေးပေါ့เนาะနည်းနည်းစားနေကြပုံစံဒီပေါ့เนาะကြက်ဥချောင်းအသေးမျိုးကိုပြောတာဖြစ်တယ်အဲ့တော့ကြက်ဥချောင်းကြီးကြီးဆိုလို့ရှိရင် Wurst ပေါ့เนาะဥမလောက်ဖြုတ်လိုက်ရမယ်အဲ့ဒါကြက်ဥချောင်းနည်းနည်းကြီးတာကိုပြောတာပေါ့เนาะနောက်တစ်ခု das Steak เนาะ das Steak ကတော့ steak ပေါ့เนาะပြီးတော့နောက်တစ်ခုကကျတော့ die Spaghetti เนาะ die Spaghetti ဟုတ်ပြီးနောက်တစ်ခုကကျတော့စားတယ်ဆိုလို့ရှိရင် essenနောက်တစ်ခု pizza ကကျတော့ die Pizza เนาะဒီမှာဆိုရင်မွေးစားစကားလုံးတွေဆိုလို့ရှိရင် article das ဖြစ်တာများတယ်လို့ပြောရဲဆိုပေမဲ့လည်းဒီ pizza မှာကတော့ article က die ဖြစ်ပါတယ်နောက်တစ်ခု der Hamburger ကကျတော့ hamburger ကိုပြောတာဖြစ်တယ် ich auch ဆိုရင်ငါလည်းကြိုက်တယ်ပေါ့ငါရောပဲ me too ဆိုတာပေါ့เนาะအင်္ဂလိပ်လိုပေါ့
အဲ့တော့ဒါလေးတွေဒီစက်လုံးလေးတွေတည်သွားပြီဆိုလို့ရှိရင်တော့ဒီဘက်ကဟာလေးကိုကြည့်ကြည့်မယ်။မှာဆိုရင်စပွဲတို့ကနော်ဒီမှာဆိုရင် Max du Salat နဲ့ salad ကြိုက်လား။ 9မကြိုက်ဘူး ich မဟုတ်ဘူးပေါ့နော် no ich mag Salat nicht ငါက salad မကြိုက်ဘူးနောက်တစ်ခု magst du fish နဲ့ငါကြိုက်လား 9 gar nicht မကြိုက်ဘူးလုံးဝကိုမကြိုက်ဘူး gar nicht လို့ပြောလိုက်တဲ့အခါမှာ degree ကပိုမြင့်သွားတယ်နောက်တစ်ခုကဒီမှာဆိုရင် also was magst du အဲ့တော့ဒီကနှစ်ခုလုံးเนาะဒီမှာဆိုရင်ဒီမှာမေးတာပေါ့เนาะဆိုင်ရမေးတယ်နေထားကြိုက်လားဆိုတော့လည်းမကြိုက်ဘူးဟိုကကြိုက်လားဆိုတော့လည်းမကြိုက်ဘူးဆိုတော့အဲ့တော့နင်ဘာကြိုက်တာလဲအာဇိုဆိုတော့ဒီမှာဆိုရင်ဟုတ်ပြီပေါ့နင်ဘာကြိုက်လဲအာဇို was magst du နင်ဘာကြိုက်တာတော့ ich mag pommes frites ငါကအာလူချောင်းကြော်ကြိုက်တာ undပြီးတော့ ich mag Kuchen sehr gern ပြီးတော့ငါကကိတ်မုတ်ကိုလည်းအရန်ကြိုက်တယ်ဟုတ်ပြီနော်ဒါကတော့ဒီကတ်တွန်းပုံစံလေးနဲ့ပေါ့နော်ဒီဘက်ကစကလုံးလေးတွေကိုအသုံးပြုသွားတာဖြစ်တယ်အခုဒီမှာဆိုရင် say I don't like ပါမကြိုက်တာကိုဘယ်လိုပြောမလဲဆိုလို့ရှိရင် nicht ဆိုတဲ့စကားလုံးလေးသုံးမယ်တဲ့ဟုတ်ပြီနော် nicht not အတွက်က nicht ပေါ့နော်ဒီမှာဆိုရင် nicht ဆိုတာကဒီ sentence တစ်ခုလုံးကိုညင်းလိုက်တာကြိုက်ချင်းမကြိုက်ချင်းပေါ့နော်ဒီမှာဆိုရင်ကြိုက်တယ်ပေါ့ကြိုက်တာကိုလို့အဲ့ဒီကြိုက်တာကြီးကိုမကြိုက်ဘူးဆိုတော့အဲ့ဒီစာကြောင်းတစ်ကြောင်းလုံးကိုညင်းလိုက်တာဆိုရင် nicht သုံးတယ် adjective တွေဆိုလို့ရှိရင်လည်း nicht သုံးတယ် action တွေပေါ့နော်အမူအရာတွေပြောမယ် verb တွေကိုဆိုလို့ရှိရင်ညင်းမယ်ဆိုရင်လည်း nicht ဆိုတဲ့ not နဲ့သုံးလို့ရတယ်ဒါပေမဲ့ noun တွေကိုပေါ့နော် noun တွေကိုသုံးမယ်ဆိုလို့ရှိရင်တော့ kind လို့ရေးမယ်နော် kind အနောက်မှာမှ anton ထည့်မယ် article d နဲ့ဆိုရင် kinder ပေါ့နော်ဒီလိုမျိုးလေးတွေသွားမယ်ဒါကကြတော့အနောက်မှာဘာနဲ့ဘာကိုညင်းမှာလဲဆိုတော့ noun ကိုညင်းမှာဆိုရင်ဒီမှာဆိုသူ့ဆိုင်မှာဥမာအနေနဲ့ဒီစဖိုမူရဲ့ဆိုင်မှာပေါ့နော်ခုခံမရှိဘူးဆိုလို့ရှိရင်เนาะကိတ်မုံမရှိဘူးဆိုလို့ရှိရင် es gibt kein Kuchen ဒီမှာကိတ်မုံမရှိဘူးเนาะအဲ့လိုမျိုးအငင်းလေးပေါ့ဒါက noun နေနဲ့ညင်းမယ်ဆိုရင် noun တွေကိုအဲ့ဒီဘာသူ့စီမှာခုခံမဲ့မရှိတာအဲ့ဒီခုခံဆိုတဲ့ဟာကိုအလေးပေးခြင်းတဲ့အတွက်ကြောင့်မလို့ဒီမှာဆိုရင် kind နဲ့သုံးတာပေါ့တကယ်စားကြောင်းတစ်ကြောင်းလုံးကြိုက်တာပေါ့နော်ဥပမာဆိုရင်ကြိုက်တယ်မျိုးခန်းဖြစ်တဲ့ဟာကြီးကိုမကြိုက်ဘူးတစ်ကြောင်းလုံးကိုအဲ့လိုဒီ sentence တစ်ခုလုံးညင်းလိုက်မယ်ဆိုလို့ရှိရင်တော့ niche နဲ့သုံးတယ်ဒါက noun နေတော့ဆိုလို့ရှိရင်တော့ kind နဲ့သုံးတယ်ပေါ့နော်အဲ့တော့ဒါလေးကတော့အပိုပြပြပေးတာဖြစ်တဲ့ဥမာနဲ့ဒီမှာဆိုရင်တော့ဒီကငါမကြိုက်ဘူးဆိုရင် ich mag fish nicht ဒါကြိုက်တယ်ဆိုတဲ့တစ်ချောင်းလုံးကိုညင်းပလိုက်တာမကြိုက်ဘူးပေါ့နောက်တစ်ခုဆိုရင် what do you like best ဘာကိုအကြိုက်ဆုံးလဲဆိုတော့ဒီမှာဆိုရင်ဘာတွေသုံးတော့မလဲဆိုရင်ဒီ lieber နဲ့ am liebsten ကိုအသုံးပြုရမယ်ပေါ့ဒီစာကြောင်းလေးပေါ့အဲဆိုရင်ပြည့်ရဲ့လူကိုမေးတယ် first marks to am liebsten ငါနင်းဘာကိုကြိုက်တယ်လဲဘာကိုအကြိုက်ဆုံးလဲဘာစားရတာအကြိုက်ဆုံးလဲပေါ့ဒီမှာဆိုရင်ဒီတယောက်ကကြတော့ဒီပြန်ဖြေတဲ့လူကတဆင့်ချင်းပြောရတယ်သူအရန်ကြိုက်တာတခုအဲ့ဒါထပ်ပိုကြိုက်တာတခုအကြိုက်ဆုံးအားတခုဆိုပြီးသူက3မျိုးဘာဖြစ်လဲဆိုတော့သူက3မျိုးကိုပြောပြချင်တာပေါ့နော်ဒီ3တဲ့ပုံစံပေါ့အဲ့မှာဆိုရင် ich mag Würstchen sehr gern ငါကဘာလဲငါကဒီမှာဆိုရင်ဒီဝက်ဥချောင်ကြက်ဥချောင်အဲ့ဒါတွေစားရတာကြိုက်တယ်ဆိုပြီးပြောတယ်အဲ့ဒါဆိုတော့ဒီမှာဆိုရင်เนาะ sehr gern ဆိုတာအရန်ကြိုက်တယ်ပဲအကြိုက်ဆုံးမဟုတ်သေးဘူးနောက်ခု aber ဒါပေမဲ့ ich mag Steak lieber ငါက steak ကိုပိုကြိုက်တယ်အဲ့တော့ဒီမှာဆိုရင်သူကအနိုင်ဆုံးကကြတော့ကြက်ဥချောင်ပြီးမှ Steak လာမယ် und ပြီးတော့ am liebsten mag ich Spaghetti အကြိုက်ဆုံးကတော့ spaghetti ဆိုပြီးတော့ပြောတယ်အဲ့တော့ तू အရန်ကြိုက်တဲ့အထဲမှာပါတာက Würstchen ဒီထက်ပိုကြိုက်တာက Steak အကြိုက်ဆုံး am liebsten ကတော့ spaghetti တဲ့ဟုတ်ပြီပေါ့နော်ဒါကတော့ဒီစာမျက်နှာ20ဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကိုကြည့်ရအောင်ဆိုတော့ဘာကိုစားနေတာလဲစားတယ်ဆိုတော့ eat ဆိုတာကိုဂျာမန်လိုဘယ်လိုခေါ်လဲ essen လို့ခေါ်တယ်နော်အပေါ်မှာပါလာတယ်ဒီမှာဆိုရင် essen ကကြတော့ to eat ဟုတ်ပြီအဲ့တော့ was ist du နော်ဒါ conjugate လုပ်လိုက်တာပေါ့နော် do နဲ့ဆိုရင် ist ဖြစ်သွားတယ် was ist du နင်ဘာစားနေတာလဲ ich ဆိုလို့ရှိရင် esse ဖြစ်သွားတယ်
Ich esse eine Pizza ငါက pizza တစ်ချက်စားနေတယ် Du ဆိုရင် ist ich ဆိုရင် esse ဟုတ်ပြီပေါ့နော်ဟုတ်ပြီနောက်တစ်ခုကကြတော့ sie isst Pommes frites သူကအာလူးချောင်းကျော်စားနေတယ် sie ဆိုရင် ist နဲ့လာမယ်အခု isst Brot und Käse ဒီမှာဆိုလို့ရှိရင်သူကဗာလဲပါမုန်နဲ့ cheese နဲ့เนาะစားနေတယ်တဲ့ဟုတ်ပြီ cheese နဲ့ပါမုန်နဲ့ပေါ့ဟုတ်ပြီ Brot ကကြတော့ပါမုန်ကိုပြောတာ Käse က cheeseဟုတ်ပြီ wir essen Hamburger ငါတို့တွေက hamburger စားနေတယ် wir ဆိုရင် essen နောက်တစ်ခုသူတို့တွေကထမင်းစားနေတယ်ဆိုရင် ihr esst Reis နောက်တစ်ခုသူတို့တွေเนาะဒီမှာဆိုရင်နင်တို့တွေပေါ့เนาะ ihr ကကြတော့နင်တို့တွေနောက်တစ်ခုကကြတော့ sie က sie essen Bananen เนาะ sie ဆိုလို့ရှိရင် essen เนาะဟုတ်ပြီ Bananen သူတို့တွေကမပြောသေးရေစားနေကြတယ်အဲ့တော့ဒီမှာဆိုရင် तू ကဒီအကောင်လုံး6မျိုးလောက်ပြောနေတာကပေါ့เนาะဘာပြောရလဲဆိုတော့ဒီ essen ရဲ့ conjugate ကိုသိစေခြင်းလို့ ich esse du isst sie isst ဟုတ်ပြီเนาะပြီးတော့ wir essen ihr esst sie essen ဒါကတော့ conjugate ကိုသိစေခြင်းလို့ပေါ့နော်အဲ့တော့ဒီနေ့ကတော့ဒီလောက်ပါပဲ choose our Wiedersehen